မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ Technical Key Accounts Manager တရားလေအခန်းကဏ္ဍကိုနည်းနည်းဆွေးနွေးကြည့်ကြရအောင်ကျွန်တော်တို့လက်ထက်မှာလဲဒီအထူးရဲ့အဓိကတာဝန်နေဘာတွေလုပ်ရလဲဘလို့အရေးချင်းတွေလိုအပ်တယ်လဲဆိုတဲ့အချက်အလက်တွေတော့စုထားပါတယ်ဒီဆွေးနွေးမှုရဲ့အဓိကရေးချက်တာတော့လေ TKM ဆိုတာဘာလဲသူတို့အဓိကဘာတွေလုပ်ရတယ်လဲတိဖို့တင်မဟုတ်ဘူးပေါ့ဒီယာဒူးကအဖွဲ့အစည်းတော့ဘာလို့ဒီလောက်တော့အရေးပါနေရလဲပြီးတော့တကယ်တော့တဲ့အောင်မြင်လက် TKM တယောက်ဖိဖို့ဘလို့အရေးတွေးတွေကအခရာကြလဲဆိုတာမျိုးအထိကျွန်တော်နားလဲသွားစေချင်တာပါကဲအဓိကအချက်လေးတွေစကြည့်ကြမလားတရားသူကတကယ်တော့စိတ်ဝင်စားစရာကောင်းတယ်ရှင်ဘာလို့လဲဆိုတော့ तू ကနီးပညာပိုင်းကျွမ်းကျင်မှုရဲ့နောက်တစ်ခုကဖောက်တန်ဆက်ဆံရေးစီမံခန့်ခွဲမှုရဲ့အဲ့ဒီနှစ်ခုကိုပေါင်းကူပေးထားတာမျိုးကိုသူရဲ့အဓိကပိတ်မှတ်ကတော့ကုမ္ပဏီအတွက်အရေးကြီးဆုံးဖောက်တဲ့တွေ key accounts လို့ခေါ်ကြတာပေါ့အဲ့ဒီ accounts တွေအတွက်ပေါ့လေနီးပညာရှုထောင့်ကတော့စီးပွားရေးရှုထောင့်ကပါအားကိုးလို့ရတဲ့အကြံပေးပုဂ္ဂိုလ် trusted advisor တယောက်ဖြစ်လာဖို့ပါပဲဒီနေ့ကျွန်တော်တို့ပြောမယ့်အချက်ကြီးကအဲ့ဒီရေမှန်းချက်ကိုလက်တွေ့မှာဘယ်လိုလုပ်နေကြသလဲဆိုတာကိုပို့ပြီးမြင်သားသွားစေမယ်လို့ထင်ပါတယ်ဟုတ်ပါပြီဒါဆိုပထမဆုံးအခြေခံကြားဆုံးလို့ပြောရမယ့်အပိုင်းက customer relationship management ပေါ့ Fountain ဆက်ဆံရေးစီမံခန့်ခွဲမှု key accounts တွေနဲ့နေတိုင်းလိုဆက်သွယ်ဖို့သူတို့မေးတာတွေဖြေဖို့စိုးရင်တာတွေဖြေရှိဖို့လိုတယ်ဆိုတော့ဒါကတာမ customer service နဲ့ဘာကွာမလဲဆိုတဲ့မိန့်ခွန်းရှိလာနိုင်တယ်နော်ဟုတ်ကဲ့ကောင်းတယ်မေးခွန်းပါပဲ key accounts နဲ့ဆက်ဆံရေးတိဆောက်တယ်ဆိုတာဒါလေsupport ticket တခုခုဖြည့်ရှင်းပေးလိုက်တာထက်အများကြီးပိုတာပဲဒါကရေးရှဲတဲ့ယုံကြည်မှုတိဆောက်ရတဲ့လုပ်ငန်းစဉ်မှာသူတို့ရဲ့လုပ်ငန်းလိုအပ်ချက်တွေသူတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုကိုယ်တိုင်ကနားလည်အောင်ကြိုးစားရတယ်ပြဿနာတစ်ခုခုပေါ်လာရင်လည်းအမြန်ဆုံးဖြေရှင်းပေးရုံမဟုတ်ဘူးအဲ့ဒီပြဿနာရဲ့အရင်းခံအကြောင်းရင်းကိုနားလည်အောင်လုပ်ပြီးတော့လေနောက်ထပ်မဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးအထိစဉ်းစားပေးရတာပြီးတော့သူတို့ရဲ့ requirement အသစ်တွေမျှော်မှန်းချက်တွေကိုကြိုးပြီးသိနိုင်အောင်ကြိုးစားပြီးတော့ company ထဲက product development တို့ service delivery အဖွဲ့တွေနဲ့ချိတ်ဆက်ပေးရတာတွေပါတာပေါ့ဒါက customer service တက်တော့မဟုတ်ဘူး strategic partnership တိဆောက်တာနဲ့ပို့ပြီးတော့တူလေရှင်ဒါဆိုဆက်ဆံရေးတယ်မဟုတ်တော့ဘူးနီးပညာပိုင်းလည်းအားကိုးရမယ့်သဘောဖြစ်လာပြီပေါ့ technical consultation ဆိုတဲ့အပိုင်းပေါ့လေပေါ်တဲ့လိုအပ်ချက်အတိအကျကိုမူတည်ပြီးတော့နီးပညာကြံပေးရမယ် solution design တို့ architecture တို့လိုအပိုင်းဒီမှာတခြားနီးပညာဖွဲ့တွေနဲ့ပူးပေါင်းရမယ်ဆိုတော့ဒီနေရာမှာ TKM ရဲ့ technical ပိုင်းကျွမ်းကျင်မှုကဘယ်လောက်ထိလိုအပ်မလဲခင်ဗျဒီအပိုင်းကတော့ TKM ဆိုတဲ့ခေါင်းစဉ်မှာပါတဲ့ technical ဆိုတဲ့စကားလုံးကိုအသက်ဝင်စေတဲ့အပိုင်းပါနော်ဖောက်တည်ကြုံရတဲ့ပြဿနာကိုနားလည်ဖို့နိပညာဗဟုသုတကတော့လိုအပ်တယ်ပြီးတော့ကိုယ့် company ရဲ့ product တွေ service တွေကဒီပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်တယ်လဲဆိုတာကိုရှင်းပြနိုင်ရမယ်ဒါပေမဲ့ engineer တယောက်လိုမျိုး coding ရေးတာတို့ server ကိုင်တာတို့တော့တိုက်ရိုက်လုပ်ရတာမဟုတ်ဘူးရှင်အဓိကကတော့လေ fault တွေရဲ့ဘာသာစကား business needs ပေါ့အဲ့ဒါနဲ့နီးပညာဘာသာစကား technical solution ဆာမှာဘာသာပြန်ပေးနိုင်မှုပဲ solution design လုပ်တဲ့အဆင့်မှာဆိုရင် solution architect တွေနဲ့နီးကပ်ပူးပေါင်းရတယ် fault တွေလိုအပ်ချက်အတိုင်းဖြစ်မဖြစ်စစ်ပေးရတယ် system integration တို့ deployment လုပ်တဲ့အခါမှာလဲ fault တွေဘက်ကနီးပညာအခက်ခဲမရှိအောင်ညီနိုင်ပံ့ပိုးပေးရတာမျိုးပေါ့ဆိုတော့နီးပညာကိုကြဲပြန့်နားလည်ထားဖို့တော့လိုတယ်ဒါပေမဲ့အဓိကအဲ့ဒီနီးပညာကဖောက်တဲ့စီးပွားရေးကိုဘယ်လိုကြိုးပြနိုင်မလဲဆိုတာကိုချိတ်ဆက်ပြနိုင်မှုကပိုကြီးကြီးတယ်ရှင်ဟုတ်ကဲ့နီးပညာအကြံပေးပြီးပြီဆိုရင်တော့အဲ့ဒီ solution ကိုလက်တွေ့ဖြစ်လာအောင်လုပ်ရမယ့်စီမံကိန်းတွေလာပြီပေါ့ project coordination and delivery progress report တွေထုတ်ပေးရတယ် timeline တွေစေရတယ် testing တို့ UAT တို့ go live support တို့မှာညှိနှိုင်းပေးရတယ်ဆိုတော့ဒါ project manager အလုံးနဲ့တော်တော်လေးစင်တူနေတယ်လို့ပဲကွာခြားချက်ကဘာများဖြစ်မလဲခင်ဗျဒါပေမဲ့အဓိကဥတီချက်ကကွာတယ်လေ project manager လားစီမံကိန်းတစ်ခုရဲ့ resource အချိန် scope အဲ့ဒါဒီကိုအသေးစိတ်စီမံခန့်ခွဲတယ်သုံးမှတ်ချက်အတိုင်းပြီးအောင်အဓိကလှုပ်ဆောင်တယ် TKM ကကျတော့ဒီ project ကြီးက fault ရဲ့မူလရည်မှန်းချက်တွေသူတို့ရဲ့ business needs တွေနဲ့တကယ်ကိုက်ရဲလားဆိုတာကိုအဓိကကြည့်ပေးတဲ့သူဖြစ်နေတာဆိုတော့သူကစီမံကိန်းခွင့်နဲ့ fault တဲ့ကြားကပေါင်းကူးတရားမှာကြီးပေါ့တခါတလေနီးပညာအခက်ခဲကြောင့်ပဲဖြစ် fault တဲ့ဘက်ကလိုအပ်ချက်ပြောင်းသွားလို့ပဲဖြစ်မူလလမ်းကြောင်းနဲ့လွဲသွားတာမျိုးရှိတတ်တယ်လေအဲ့လိုခါမျိုးမှာ TKM ကကြားဝင်ညီနိုင်ပေးရတယ်နှစ်ဖက်အဆင်ပြေမဲ့လမ်းကြောင်းကိုပြန်ရှာပေးရတယ်စီမံကိန်းအောင်မြင်တယ်ဆိုတာက fault တဲ့စိတ်ကြီးနှံမှုနဲ့တိုက်ရိုက်ချိတ်ဆက်နေလို့ TKM တဲ့ဒါအရန်ရေးကြီးတဲ့အပိုင်းပဲရှင်
အင်းဒါနဲ့ဆက်ဆက်ပြီးစဉ်းစားလို့ရတာကစီမံကိန်းအောင်မြင်သွားပြီဖောက်တဲကလည်းယုံကြည်ဦးရလာပြီဆိုရင်နောက်ထပ်အခွင့်အလမ်းတွေလည်းရှိလာနေတာပေါ့ဒီနေရာမှာ sales and account expansion ဆိုတဲ့အချက်ကစိတ်ဝင်စားဖို့ကောင်းတယ်ရှိပြီးသားဖောက်တဲစီမှာမယ်ကိုကုမ္ပဏီရဲ့တခြား product တွေ service တွေထပ်ရောင်းဖို့ကြိုးစားရမယ် solution အသစ်တွေတင်ပြရမယ်ဆိုတော့ဒါဆို TKM က sales တမလို့ဖြစ်နေပြီလား အယောင်ပိုင်းတောင်ရင်ပါလာတာတော့မှန်ပါတယ်ဒါမဲ့သမားရိုးချအယောင်သမားဆိုတာမျိုးနဲ့တော့နည်းနည်းကွာတယ်ရှင် TKM က Folk ရဲ့လုပ်ငန်းကိုအတွင်းကြကြလားလေထားတယ်သူတို့ရဲ့ pain points တွေကိုတိထားတဲ့သူဆိုတော့လीဘယ် product အသစ်ကသူတို့အတွက်တကယ်အသုံးဝင်မလဲဆိုတာကိုအကြံပေးနိုင်တဲ့အနေထားမှာရှိနေတာဒါကို relationship based selling လို့ပြောလို့ရမယ်ထင်တယ်ဖောက်တယ်ကိုကူညီခြင်းနဲ့စိတ်နဲ့သူတို့ပြဿနာကိုဖြေရှင်းပေးနိုင်မဲ့ solution ကိုမိတ်ဆက်ပေးတာမျိုးပေါ့ဒီအတွက် presentation straight product demo straight ပြင်ဆင်ရတာတွေရှိမယ်အယောင်အဖွဲ့နဲ့နီးပညာအဖွဲ့ကြားမှာညှိနှိုင်းပေးရတာတွေလုပ်ရတယ်ဒါက Folk တဲ့ရောကုမ္ပဏီပါနှစ်ဦးနှစ်ဖက်အကျိုးရှိစေမဲ့ upselling ကို cross selling လို့ခွင့်လန်းတွေကိုရှားဖွေပြီးအသုံးချတာပေါ့လေ ဟုတ်ကဲ့ဒီလိုအလုပ်တွေတော်တော်များများလုပ်နေရကြတယ်မှာပေါ့လေစာရွက်စာတမ်းကိစ္စတွေအစီရင်ခံစာတင်ရတာတွေကလည်းရှောင်းလို့မရတဲ့အလုပ်တွေပဲ documentation and reporting meeting ministry technical proposal တွေ quotation တွေပြင်ဆင်ရတယ် customer feedback စုရတယ် improvement plan လုပ်ရတယ် manager စီ reporting ရတယ်ဒီအလုပ်တွေရဲ့အရေးပါပုံကိုနည်းနည်းလောက်ရှင်းပြပေးပါလားခင်ဗျာ ဟုတ်ကဲ့ဒီ documentation နဲ့ reporting တွေကနောက်ွယ်ကနေပံ့ပိုးပေးနေတဲ့တကယ်အရေးကြီးတဲ့အလုပ်တွေပါရှင်အချိန်ကုန်တယ်လို့ထင်ရနိုင်ပေမဲ့သူတို့ရှိနေလို့ပဲလုပ်ငန်းစဉ်တွေကပို့ပြီးစနစ်ကျလာတာပို့တိကျလာတာပါဥပမာ meeting minutes ရှိတော့ဘာတွေဆွေးနွေးခဲ့လဲဘာတွေသဘောတူခဲ့လဲဆိုတာမှတ်တမ်းရှိသွားတယ်နောက်ပိုင်းအငင်းပွားစရာနည်းသွားတာပေါ့ technical proposal တို့ quotation တို့ကြတော့ folk တွေကိုကိုဖပေးမလဲတန်ဖိုးဘလို့လဲဆိုတော့ရှင်းရှင်းလင်းလင်းပြနိုင်တယ် customer feedback ကတော့ကိုအားပါချက်အားနည်းချက်ကိုသိရပြီးတော့ကို service ကိုဘလို့ပို့ကောင်းအောင်လုပ်မလဲဆိုတာလမ်းညွှန်ပြတာပေါ့လေပြီးတော့ပုံမှန် report တင်ချင်အဖြစ်ကိုယ့်ရဲ့လုပ်ဆောင်မှုတွေအကောင့်ရဲ့အခြေအနေတွေကိုအထက်လူကြီးတွေကသိနေလို့လိုအပ်တဲ့အကူအညီတွေဆုံးဖြတ်ချက်တွေအချိန်မီချနိုင်တာပေါ့ဒါတွေအားလုံးကပွင့်လင်းမြင်သာမှု transparency ရဲ့တာဝန်ခံမှု accountability ရဲ့ကိုအားကောင်းစေတဲ့အခြေခံအုတ်မြစ်တွေပါပဲ ဟုတ်ပါပြီနောက်ဆုံးနေ့စဉ်တာဝန်တစ်ခုအနေနဲ့က cross functional collaboration ပေါ့ဌာနတွင်းကတခြားဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်း sales pre-sales solution architect technical support operations စတဲ့အဖွဲ့တွေနဲ့လက်တွဲလုပ်ရမယ်ပြီးတော့ကိုတိထားတာတွေတင်ယူရရှိတာတွေကိုအဖွဲ့အစည်းအတွင်းမှာပြန်ပြီးဝေမျှ knowledge sharing လုပ်ရမယ်ဆိုတော့ဒါ TKM တယောက်တည်းကောင်းနေလို့မရဘူးဆိုတဲ့သဘောပဲနော် လုံးဝဟုတ်ပါတယ်ရှင် TKM ဆိုတာကလေတန်ဇွန်တီဝိုင်းတဲ့ကတီဝိုင်းမှု orchestra conductor နဲ့တူတယ်လို့ပြောလို့ရတယ်သူကိုယ်တိုင်ကသူရိယာအကုန်လုံးကိုကျွမ်းကျင်စွာတီးနိုင်ခြင်းမှတီးနိုင်မယ်ဒါပေမဲ့ဘယ်တူရိယာကဘယ်အချိန်မှဘီလိုအတန်ထွက်ရမယ်ဆိုတာကိုသိပြီးတော့အားလုံးကိုအတန်ကြီးသွားအောင်ညှိနှိုင်းပေးရတယ်လို့ပဲ TKM ကလည်း folk တဲ့အကောင်းဆုံး solution ပေးနိုင်ဖို့ကုမ္ပဏီတွေကမတူညီရဲ့ကျွမ်းကျင်မှုတွေရှိတဲ့အဖွဲ့တွေ sales တို့ technical တို့ support တို့ finance တို့အကုန်လုံးကိုလိုအပ်တယ်လို့ဆွဲခေါ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်တတ်ရတယ်ဒီလိုချိုးချိုးမွေ့မွေ့ပူးပေါင်းဆောင်ရွက်နိုင်မှု seamless collaboration ပေါ့အဲ့ဒါက folk တဲ့စိတ်ကျဉ်းမှုအတွက်အဓိကကျတယ်လို့ဒီကရင်ရလာတဲ့အသိပညာတွေအတွေ့အကြုံတွေကိုအဖွဲ့အစည်းချင်းမှာပြန်ပြီးမျှဝေခြင်း knowledge sharing ကလည်း company တစ်ခုလုံးရဲ့စုပေါင်းစွမ်းရည်ကိုမြင့်တင်ပေးတာပါပဲ ကောင်းပါပြီဒါတွေကတော့ TKN တယောက်ရဲ့အဓိကနေ့စဉ်လုပ်ငန်းတာဝန်တွေလို့ပြောရမှာပေါ့အခုဒီတာဝန်တွေကိုတကယ်ထိရောက်ရောက်ဖြစ်အောင်လုပ်နိုင်ဖို့လိုအပ်တဲ့အခြေခံမှုတွေအကောင်းဆုံးကျင့်သုံးမှုတွေ key principles and best practices တွေကိုစက်ကြည့်အောင်ဒါတွေကတော့ TKN တယောက်ရဲ့ mindset အတွေးခေါ်နဲ့ပို့ပြီးဆိုင်မဲ့ဘဝမှာရှိမယ်ထင်တယ်နော် ဟုတ်ပါတယ်ရှင်ဒါတွေကလုပ်ငန်းတာဝန်တွေရဲ့နောက်ွယ်ကလမ်းညွှန်ချက်တွေအတွေးခေါ်တွေလို့ပြောလို့ရပါတယ်ပထမဆုံးအရေးကြီးဆုံးကတော့နှစ်ဖက်အကျိုးရှိမှု win-win ဆိုတဲ့စိတ်ဓာတ်ပဲကိုကုမ္ပဏီအကျိုးအမြတ်ရဖို့ချီးပဲချီးတာမျိုးမဟုတ်ပဲနဲ့လေဖောက်တဲ့စီးပွားရေးလည်းတကယ်အောင်မြင်တိုးတက်စေမယ်သူတို့ရဲ့ပြဿနာကိုတကယ်ဖြေရှင်းပေးနိုင်မဲ့ solution ကိုရှာဖွေဖော်ထုတ်ပေးဖို့အမြဲစူးစမ်းနေရမယ်ဒါမှရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ပါလေ ဟုတ်ကဲ့ ဒါနဲ့ဆက်ပြီးတော့ရေရှည်ဆက်ဆံရေး long term relationship တည်ဆောက်ဖို့အရေးကြီးပုံကိုထပ်ပြီးအလေးပေးထားတာတွေ့ရမယ်အယောင်းဝယ်တစ်ခုဖြစ်သွားတာနဲ့ပြီးပြီမဟုတ်ဘူးဖောက်တွေကကိုသူတို့ရဲ့လုပ်ငန်းအတွက်အရေးပါတဲ့မိတ်ဆွေအကြံပေးတယောက်လိုမျိုးသဘောထားလာအောင်ယုံကြည်စိတ်ချရတဲ့ trusted advisor ဖြစ်လာအောင်တစိုက်မမတ်စူးစမ်းသွားရမယ်ဒါကအချိန်တော့ပေးရတယ်ဒါပေမဲ့တန်ဖို့အရှိဆုံးယဉ်နီးမျိုးနှုံမှုတစ်ခုပါပဲ
အချင်းပေးရကျွန်းတ်တာပေါ့ ဟုတ်ပါတယ်ပြီးတော့ကတိတီဖို့လို့ရရှင် SLA Service Level Agreement ဆိုတော့ဝန်ဆောင်မှုအဆင့်အတန်းသဘောတူညီချက်တွေပြီးတော့ KPI Key Performance Indicators လို့ခေါ်တဲ့အဓိကစွမ်းဆောင်ရည်အညွှန်းကိန်းတွေအဲ့ဒါတွေပြည့်မီအောင်မြဲစောင့်ကြည့်ရမယ်ထိမ့်သိမ့်ပေးရမယ်ကိုကတိပေးထားတဲ့ service quality အတိုင်းဖောက်တဲ့ရနေရလားဆိုတာတေချာအောင်လုပ်ပေးတာကယုံကြည်မှုကိုထိမ့်သိမ့်ရရောက်တာပေါ့ ဟုတ်ကဲ့ပြဿနာတွေကြုံလာရင်တော့ဘယ်လိုလဲ ပြဿနာကြုံလာတဲ့အခါမှာလဲစနစ်တကျကင်တွယ်နိုင်ရမယ် issue tracking and escalation management လို့ခေါ်တာပေါ့ကြုံလာတဲ့ပြဿနာတွေကိုမှတ်တိုင်းတင်ရမယ်ဖြေရှင်းဖို့ကြိုးစားရမယ်ကိုယ့်အဆင့်နဲ့မနိုင်တော့ဘူးဒါမှမဟုတ်သတ်မှတ်ချိန်တကြော်ထွားပြီဆိုရင်သက်ဆိုင်ရာအထက်အဆင့်ကိုဖြစ်ဖြစ်တခြားလိုအပ်တဲ့ဌာနတွေကိုဖြစ်ဖြစ်အချိန်မီတင်ပြပြီးအကူအညီတောင်းခံနိုင်ရဲ့လုပ်ငန်းစဉ် escalation process ရှိရမယ်ပြဿနာကိုဒီအတိုင်းပစ်ထားလို့လုံးဝမဖြစ်ဘူးရှင် ဟုတ်ပါပြီ ဒီဥချက်ကတော့လေဒီနေ့ခေတ်မှာအရင်အရေးကြီးတဲ့ရှေ့စဉ်ဆက်မပြတ်လေ့လာမှု continuous learning ပါဤပညာတွေကနေတိုင်းလိုလိုကိုပြောင်းလဲနေတာ product version အသစ်တွေထွက်တယ် feature အသစ်တွေထွက်တယ်ပြိုင်ဘက်တွေရဲ့ solution တွေလည်းပြောင်းလဲနေတာပဲဒါကြောင့်ကိုယ့်ရဲ့ technical knowledge တွေကိုတောင်းယူထားတဲ့ product နဲ့ service တွေကြောင့်ကိုအမြဲ update ဖြစ်နေအောင်လေ့လာနေရမယ်ဖတ်ရမယ်သင်တန်းတွေတက်ရမယ်လက်တွေ့စမ်းကြည့်ရမယ်ဒါမှဖောက်တွေကိုခိမိပြီးမှန်ကန်တဲ့ကြံရံတွေပြီးနိုင်ပါလေ ဒါကတော့မဖြစ်မနေပဲ ဟုတ်ပါတယ်ပြီးတော့အဖွဲလိုက်ပူးပေါင်းဆောင်ရွက်မှု teamwork and collaboration ရဲ့အရေးပါပုံကိုလည်းထပ်ပြီးတော့အလေးပေးထားပြန်ပါတယ်ကိုယ်ဖွဲ့ထဲမှာမဟုတ်ဘူးကုမ္ပဏီတစ်ခုလုံးကတက်ဆိုင်ရာအဖွဲ့တွေနဲ့အတက်မထားမဲ့အပြန်လန်လေးစားမှုနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့စိတ်ဓာတ်နဲ့ကျွမ်းကျင်မှုရှိဖို့လိုအပ်တယ်ရှင်အောင်မြင်မှုဆိုတော့တယောက်တည်းကြောင့်မဟုတ်ဘူးလေအဖွဲ့လိုက်စ조사မှုကနေရတာပုံများပါတယ် ဟုတ်ကဲ့ နောက်တစ်ချက်ကတန်ဖိုးမြင့်တင်မှု adding value ပါဖောက်တည်ရဲ့စီးပွားရေးလုပ်ငန်းလဲပတ်ပုံ business process ကိုနားလည်အောင်စ조사ရမယ်ပြီးတော့ကိုတက်တဲ့နီးပြီးများကို company ရဲ့ product တွေကသူတို့ရဲ့လုပ်ငန်းကိုဘယ်လိုပို့ပြီးချအောင်လုပ်ပေးနိုင်မလဲအမြတ်အစွန်းပို့ရအောင်ဒါမှမဟုတ်ကုန်ကျစရိတ်ပိုနဲလွှအောင်ဘယ်လိုကူညီနိုင်မလဲဆိုတာကိုအမြဲတမ်းစဉ်းစားပြီးအကြံပြုတင်ပြနိုင်ရမယ်ကို solution ကြောင့်ဖောက်တည်ရဲ့လုပ်ငန်းတကယ်တိုးတက်သွားတဲ့ဆိုတာမျိုးဖြစ်အောင်စ조사မှာပေါ့ ကြိုတင်ပြင်ဆင်မှုဆိုတာတော့ပါသေးလားခင်ဗျ ဟုတ်ကဲ့ရှင်ကြိုတင်ပြင်ဆင်မှုက proactive planning ကလေအရေးပါတဲ့အရေးချင်းတစ်ခုပဲပြဿနာဖြစ်လာမှလိုက်ရှင်းတာထပ်ဆိုင်ရင်ကြိုတင်တွေးထားပြီးပြင်ဆင်ထားတာကပိုကောင်းတယ်လေဥပမာပြောရရင်ဖောက်တင်နဲ့ချုပ်ထားတဲ့ service contract တက်တမ်းမကုန်ခင်လာပေါင်းများစွာကတည်းက renewal အတွက်ကြိုတင်ပြင်ဆင်တာမျိုးသူတို့ရဲ့နောက်နှစ် budget အတွက်လိုအပ်လာနိုင်မဲ့ solution တွေကိုကြိုတင်ဆွေးနွေးထားတာမျိုးဒါမှမဟုတ် account တစ်ခုလုံးအတွက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ strategy account plan ရေးဆွဲထားတာမျိုးတွေလုပ်နိုင်ရမယ် ဟုတ်ကဲ့ နောက်ဆုံးအရေးကြီးတဲ့ချက်တစ်ခုကတော့စနစ်တကျမှုနဲ့ professionalism ပါပဲ technical proposal တို့ SLA document တို့ quotation တို့လိုအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုပြင်ဆင်တဲ့အခါမှာအချက်အလက်တိကျမှန်ကန်မှုဘာသာစကားသုံးစွဲမှု format အထားအထိုးစတာတွေကအစ professional စမ်းအောင်စနစ်တကျဖြစ်အောင် use site ပြင်ဆင်တင်ပြနိုင်ရမယ်ဒါကကိုယ့်ရဲ့ဂုဏ်သိက္ခာရောကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုပါထင်ဟပ်စေတာကို ဟုတ်ကဲ့ဒီအခြေခံမူတွေအကောင်းဆုံးကျင့်သုံးမှုတွေအားလုံးကိုခြုံပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာ technical key account manager ဆိုတာတကယ်ကိုပတ်စုံထူးချွန်ဖို့လိုအပ်တဲ့အခမ်းအနားဖြစ်တယ်ဆိုတာပို့ပြီးတော့ထင်ရှားလာပါတယ်ခင်ဗျာဤပညာကိုနည်းနည်းနားလည်ရုံနဲ့မရဘူးလူမှုဆက်ဆံရေးစီးပွားရေးစဉ်းစားတွေးခေါ်မှုစီမံခန့်ခွဲညီနိုင်မှုပြည်ထနာဖြည့်ရှင်းနိုင်မှုအယောင်မြင့်တင်နိုင်မှုစတဲ့အရေးချင်းပေါင်းစုံကိုဟန်ချင်းညီပေါင်းစပ်ပြီးကျင့်သုံးနိုင်မှာအောင်မြင်နိုင်မယ်အလွန်အရေးပါသလိုစိန်ခေါ်မှုလည်းတော်တော်ကြီးမားတဲ့အခမ်းအနားတစ်ခုပါပဲကောင်းပါပြီဒီနေ့ကျွန်တော်တို့ technical key account manager တယောက်ရဲ့အဓိကလုပ်ငန်းတာဝန်တွေနဲ့စပြီးတော့အောင်မြင်မှုအတွက်လိုအပ်တဲ့မရှိမဖြစ်အရေးတွေးတယ်လိုက်နာတင်တဲ့အခြေခံမူတွေကိုအသေးစိတ်ဆွေးနွေးထည့်ကြပါတယ် key account တွေနဲ့ခိုင်မာတဲ့မိဖက်ဆက်ဆံရေးတည်ဆောက်တာဤပညာပိုင်းဆိုင်ရာလမ်းညွှန်အကြံပေးတာစီမံကိန်းတွေအောင်မြင်အောင်ဦးဆောင်ပို့တာရှိပြီးသားဖောက်တည်တဲ့စီမံအခွင့်အလမ်းတစ်တွေရှာဖွေဖော်ထုတ်တာနောက်ပြီးကုမ္ပဏီတွင်းကအခြားဌာနတွေနဲ့အတူတူပဲပူးပေါင်းဆောင်ရွက်တာအထိသူတို့ရဲ့တာဝန်တွေကတကယ်ကိုကျယ်ပြန့်ပြီးအရေးပါလာပါတယ် ဟုတ်ကဲ့အဓိကအနှစ်ချုပ်အနေနဲ့ပြောရရင်တော့လေ TKM ဆိုတာဖောက်တည်အတွက်ရောကိုယ့်အဖွဲ့အစည်းအတွက်ပါတန်ဖိုးဖန်တီးသူ validator တယောက်ဖြစ်ကိုဖြစ်ရမယ်နီးပညာကိုနားလည်တဲ့ technician တယောက်ဖြစ်နေုံနဲ့မလုံလောက်တော့ဘူး
ဖောက်တီရဲ့စီးပွားရေးကိုနားလဲတဲ့ business consultant တယောက်ဖြစ်နေရုံနဲ့လည်းမပြီးသေးဘူးဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့ဖောက်တီကတကယ်ယုံကြည်အောက်ကိုရတဲ့မိဖက်တိုင်ပင် for trusted advisor ဖြစ်လာအောင်ကိုတိဆောက်ကျူးစားသွားမှာပါဒီလိုဖြစ်ဖို့အတွက်စောစောကကျွန်မတို့ဆွေးနွေးခဲ့တယ်လို့ပဲစဉ်ဆက်မပြတ်လဲလာသင်ယူမှု lifelong learning ကအတက်တမျှအရေးကြီးတယ်လို့ဆက်သွယ်ပြောဆိုနိုင်စွာညှိနှိုင်းဖြည့်ရှင်းနိုင်စွာစဉ်းစားဆုံးဖြတ်နိုင်စွာအလိုက်တစီတုံ့ပြန်နိုင်စွာစတဲ့ soft skills တွေကလည်းမရှိမဖြစ်လိုအပ်တဲ့လက်နက်တွေပါပဲ ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တီက TKAM ဆိုတဲ့ဒီအခန်းကဏ္ဍရဲ့နက်နဲမှုနဲ့အရေးပါပုံကိုနားထောင်သူတွေအနေနဲ့ပိုပြီးရှင်းရှင်းလင်းလင်းသိမြင်သောပေါက်သားစီမလို့မျှော်လင့်ပါတယ်ခင်ဗျာ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေးလေးတစ်ခုခြံခဲ့ချင်တာကတော့လေဒီလိုတစ်ဖက်မှာနှဆိုင်တဲ့ဤပညာကျွမ်းကျင်မှုတွေလိုအပ်နေတယ်တစ်ဖက်မှာလည်းထူးချွန်တဲ့လူမှုဆက်ဆံရေးနဲ့စီးပွားရေးနားလည်မှုတွေလိုအပ်နေတယ်ပြီးတော့အပြောင်းလဲအရန်ရမ်းမြန်တဲ့ဒီဤပညာလောကကြီးထဲမှာဒီအရေးချင်းနှမျိုးကိုအောင်မြင်မြန်ဟန်ချက်ညီအောင်တင်းပြီးတော့ယုံကြည်အောက်ကိုရရဲ့ trusted advisor တယောက်ဖြစ်ရေးရှိရပ်တည်နိုင်ဖို့တော့ပေါ့လေတူးရှင်းစီအနေနဲ့ဘယ်လိုမျိုးစင်ဆက်မဖြတ်စူးစမ်းအောက်ထုတ်မှုတွေကိုပြန်လဲဆန်းစစ်ထုံးထပ်မှုတွေမြန်ပြီးလုံနေဖို့လိုအပ်မလဲဆိုရင်မိခွန်းလေးပါပဲ အကယ်ကိုဆက်လက်ပြီးတော့တွေးတောဆရာမိခုံးကောင်းတစ်ခုပါပဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်လေ့လာမှုတွေဆွေးနွေးမှုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်